အမွေဆက်ခံခွင့်ရှိသူကွယ်လွန်သွားရင်သူ့ရဲ့အမွေကိုသူ့ရဲ့ဇနီးနဲ့သားသမီးမှာဘသူကဦးစားပေးရပိုင်ခွင့်ရှိပါတယ်လဲအားလုံးပဲမင်္ဂလာပါကျမကတော့တရားလွတ်တော်ရှေ့နေဒေါ်ချစ်ချစ်စံဖြစ်ပါတယ်မိကုန်းလေးတစ်ခုမေးမြန်းထားလို့ဖြေကြားပေးခြင်းပါတယ်ရှင်မိကုန်းလေးကအမွေဆက်ခံခွင့်ရှိသူကွယ်လွန်သွားရင်သူ့ရဲ့ဇနီးနဲ့သားသမီးမှာဘသူကဦးစားပေးရပိုင်ခွင့်ရှိလဲဗျာဆိုတဲ့မိကုန်းလေးတစ်ခုမေးမြန်းထားပါတယ်ဒီ post ရဲ့ comment လေးရဲ့ဒီ comment လေးပိုင်ရှင်ကတော့ကျမအမွေအကြောင်းဆွေးနွေးထားတဲ့ post အောက်မှာပေါ့နော်ဗီဒီယိုလေးအောက်မှာမှတ်ထားတဲ့ comment လေးပဲဖြစ်ပါတယ်အခုဆွေးနွေးမှုကတော့မြန်မာဗုဒ္ဓဘာသာဝင်တွေအတွက်ဆွေးနွေးပေးမှာပဲဖြစ်ပါတယ်မြန်မာဗုဒ္ဓဘာသာဝင်တွေရဲ့အမွေကိစ္စတွေအိမ်နောက်ရေးကိစ္စတွေကိုဆုံးဖြတ်မယ်ဆိုရင်တော့မြန်မာဓလေ့ထုံးတဲ့ဥပဒေရဆုံးဖြတ်ရမှာပဲဖြစ်ပါတယ်အဲ့တော့ပေါ့နော်ဒီအမွေဆက်ခံခွင့်ရှိတဲ့သူတယောက်ပေါ့အမွေဆက်ခံခွင့်ရှိတဲ့သူဆိုတာကဒါလင်မယားနှစ်ယောက်ရှိတယ်ပေါ့လင်မယားနှစ်ယောက်မှာယောက်ျားပေါ့နော်ယောက်ျားကနေပြီးတော့မှသူ့ရဲ့မိဘတွေရဲ့အမွေတွေကိုသူကရရှိတယ်ပေါ့နော်သူ့ရဲ့မိဘတွေဆုံးသွားပြီးနောက်ပိုင်းမှာသူကအမွေရရှိတယ်ပေါ့နော်အမွေဆက်ခံခွင့်ရှိတယ်အမွေဆက်ခံခွင့်ရှိတဲ့သူဖြစ်သွားပြီအဲ့ဒီချိန်မှာသူကဆုံးသွားတယ်ဆိုရင်သူ့မှာဇနီးရဲ့သားသမီးတွေကြံရှိခဲ့မယ်ပေါ့နော်အဲ့တော့သူ့ရဲ့အမွေကိုဇနီးနဲ့သားသမီးတွေကဘသူကဦးစားပေးရပိုင်ခွင့်ရှိတယ်လဲပေါ့နော်တာမန်အားဖြင့်ကတော့မြန်မာဓလေ့ထုံးတဲ့ဥပဒေအရဆိုရင်လင်းသေးလင်းမယားသေးလင်းကအမွေဆက်ခံခွင့်ရရှိတယ်ပေါ့နော်ဒါကလည်းသူ့ရဲ့အမွေဖြစ်သွားတာဖြစ်တဲ့အတွက်တာမန်အားဖြင့်ကသူဆုံးတဲ့အချိန်မှာပထမဆုံးဆက်ခံခွင့်ရမှာကတော့သူ့ရဲ့ဇနီးပေါ့နော်ဇနီးကဆက်ခံခွင့်ရမယ်ဒါပေမဲ့ဒီမှာတစ်ခုရှိတာကဘာရှိမလဲဆိုတော့အဖေဆုံးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဩရတသားကြီးရှိလားဆိုတော့ကျမတို့ကစီစစ်ဆုံးဖြတ်ရမယ်ပေါ့နော်အဲ့တော့သူ့မှာဒီအဖေဆုံးတဲ့အချိန်မှာသူ့ရဲ့ဇနီးရဲ့ဩရတသားကြီးရဲ့ကြံ့ရစ်ခဲ့တယ်ဆိုရင်တော့သူ့ရဲ့အမွေကိုသူ့ရဲ့ဇနီးရဲ့သူ့ရဲ့ဩရတသားကြီးရဲ့ရရှိမှာဖြစ်ပါတယ်ဩရတကတော့ဩရတရဲ့အပုံ၄ပုံတစ်ပုံကိုမိခင်ထံကနေတောင်းပိုင်ခွင့်ရှိမှာဖြစ်တယ်အဲ့တော့သူတို့နှစ်ယောက်ကအဖေဆုံးတဲ့အချိန်မှာဆက်ခံခွင့်ရရှိမယ်အဲ့လိုမျိုးမှမဟုတ်ဘူးဒီအဖေဆုံးတဲ့အချိန်မှာဇနီးကြံရစ်ခဲ့တယ်။ကျန်တဲ့သူကဩရတသားကြီးမရှိဘူး။သမီးတွေပဲမွေးထားတာပဲဖြစ်ဖြစ်သမီးကြီးဩရတကိုမွေးထားတယ်။ကျန်တဲ့သူတွေကအငယ်တွေဖြစ်နေတာမျိုးဆိုရင်တော့ဩရတအခွင့်အရေးမရသေးဘူးပေါ့နော်။အဖေဆုံးတာဖြစ်တဲ့အတွက်ကြောင့်မလို့သမီးတွေပဲရှိတယ်။ဒါမှမဟုတ်လို့ရှိရင်လည်းဒါသားအငယ်တွေဖြစ်တယ်ဆိုရင်တော့အမေနဲ့တန်းတူဩရတအခွင့်အရေးကိုအမေစီကနေပြီးတော့တောင်းလို့မရသေးတာဖြစ်တဲ့အတွက်ဒီအဖေဆုံးတဲ့အချိန်မှာတော့ဦးစားပေးရပိုင်ခွင့်ရှိတာကတော့အမေကရပိုင်ခွင့်ရှိမှာဖြစ်ပါတယ်။ဒါကတော့ကျမအနေနဲ့အကြမ်းမြင့်လေးဆွေးနွေးပေးတာပဲဖြစ်တဲ့ကိစ္စရက်တစ်ခုချင်းစီမှာတော့ကွဲပြားခြားနားချက်လေးတွေအနေငယ်ရှိနိုင်ပါတယ်ဒါကတော့အကြမ်းမြင့်လေးဆွေးနွေးပေးတာပဲဖြစ်တဲ့အားလုံးသာပျော်ရွှင်တဲ့နေ့လေးဖြစ်ပါစေ